ညတုန်းကစိုက်မီးစလောင်တုန်းကအသက်ပေးကနေလွတ်လာတဲ့အဆိုတော်တဦးဟာမီးမလောင်ခင်ကဘလို့ဖြစ်လာတယ်ဆိုတာကိုပြောပြခဲ့တယ်။အဆိုတော်ပြောပြတာကသူဟာတချင်းဆိုတဲ့စင်နာမှာရှိနေတယ်။နေရင်းမှာတဆိုင်လုံးမီးတွေပြတ်သွားတယ်လေရှင်။ဒီလိုမီးပြတ်လိုက်လာလိုက်ကခဏပဲမို့တာမန်လို့စိတ်ထဲမှာထင်နေခဲ့တယ်။ဆိုင်မာကစီကန်းထားတာကတကယ်လို့မီးပြတ်သွားခဲ့ရင်မီးချစ်မချစ်ရဘူးစီကန်းထုတ်ထားတယ်။ခဏနေတော့မီးခိုးဖြူတွေထွက်လာတယ်မီးခိုးတွေများလာပြီးမျက်လုံးနှာခေါင်းတွေဆက်လာတယ်။နောက်သူဟာတစ်ဖက်